အားလုံးပဲမင်္ဂလာပါခင်ဗျာ customer တိုင်းကိုထုံးဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့ customer Uber operator ဆိုတဲ့ medium level ပုံစံလေးတစ်ပုဒ်ရွေးချယ်ရတာပေါ့လေဒီမှာဆိုရင်ကျွန်တော် customer တေးပင်နဲ့ဒါ product တေးပဲဆိုပြီးတော့တေးပင်တစ်ခုပေးတာရယ် customer တေးပင်မှာဆိုရင် customer ID ရဲ့ product key ရဲ့ပါရပေါ့လေ product key ကတော့ product တေးပင်တွေကနေ foreign key အနေနဲ့ကျွန်တော် reference လုပ်တာပေါ့လေဒီမှာကျွန်တော်ရေးပေးရမယ့် solution ဟာ customer ID တွေကိုကျွန်တော်ဆွဲယူပေးရမယ်ဘာလို့တဲ့ customer ID တွေဆိုတော့ product တွေပဲတွေက product တွေအကုန်လုံးကိုဝယ်သွားတဲ့ customer တွေကိုကျွန်တော်ဆွဲယူပေးရမှာပေါ့နော်result ကတော့ကြိုက်တဲ့ order ဖြစ်လို့ရတယ်ဒီမှာ example မှာဆိုလို့ရှိရင်လည်းကျွန်တော် product တွေပဲတဲ့မှာ56ဆိုတဲ့ product ID တွေပါတယ်ဒါကိုဝယ်တာကဒီမှာ customer ID 3ရှိမယ် customer ID 1ကလည်းအကုန်ဝယ်သွားရပေါ့လေအဲ့တော့ဒီမှာ output က customer ID 1နဲ့3နဲ့ထွက်လာခဲ့တယ်ပေါ့နော်ဒါကိုကျွန်တော်ကရှာပေးရမှာဟုတ်ပြီဒီနေရာမှာကျွန်တော်လုပ်ချင်တာကတော့ကျွန်တော် customer ID တွေနဲ့ group by လောက်လိုက်မယ်ဗျ customer ID နဲ့ group by လောက်လိုက်လို့ရှိရင် customer တယောက်ချင်းစီရဲ့ data တွေထွက်လာမယ်ပေါ့နော်။ဥပမာဆိုလို့ရှိရင် customer ID 1နဲ့ group by လောက်လိုက်ရင် customer ID 1ဖြစ်တဲ့ဒီ record 2ကြောင်းပါလာမယ်။အဲဒီ record 2ကြောင်းမှာ product key တွေပါလာရပေါ့နော်။ဒီ record တွေမှာဒီ customer ID ကဝယ်လိုက်တဲ့ product key ရဲ့အရေးအတွက်ကဒီ table ထဲမှာရှိတဲ့ product key ရဲ့အရေးအတွက်နဲ့တူညီနေရဆိုလို့ရှိရင်ဒါကဒီ customer က product အကုန်လုံးဝယ်ထားပါတယ်ဆိုတဲ့ပုံစံမျိုးဖြစ်မယ်ပေါ့လေဒီနေရာမှာတခုရှိတာ customer တယောက်ကထားပါတော့ product ဒီတူညီတဲ့ product key ကိုနှစ်ခါသုံးခါဝယ်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့ customer ID 1က product key 9ကိုနှစ်ခါသုံးခါဝယ်ရလည်းဖြစ်နိုင်တယ်နှစ်ခုသုံးခုဝယ်ရလည်းဖြစ်နိုင်အဲ့လိုမျိုးမဖြစ်ရလဲအောင်ကျွန်တော် distance နဲ့ခံပြီးတော့ဒီကကောက်လေးကိုယူပြီးတော့ဒီဘက်က product key တွေက product တွေပဲတွေက product key တွေကောက်နေဟိုတိုင်းကြည့်လို့ညီတယ်ဆိုလို့ရှိရင်တော့ဒီ customer product အကုန်လုံးကိုဝယ်ထားတာဖြစ်မှာပေါ့လေဒီဒါလေးကိုကျွန်တော်ရေးကြည့်လိုက်အောင်ဗျရေးကြည့်လိုက်အောင် select customer ID ယူရ from ဘယ်တွေကလဲဆိုတော့ from customer table တွေကဖြစ်မယ်ပေါ့လေဒီနေရာမှာ area လေးပေးလိုက်အောင်ဗျ area ပေးလိုက်အောင်ကျွန်တော် group by လုပ်မယ် group by ဘာနဲ့လုပ်မှာလဲဆိုတော့ customer ID နဲ့ group by လုပ်လိုက်မယ် group by နောက်မှာကျွန်တော် condition စစ်ချင်တော့ heaven နဲ့တွားလိုက်တယ် condition မှာကျွန်တော်တို့က count ကိုယူမှာ DISTINCT distance ဆိုတာတူတဲ့ဟာပါလာလို့ရှိရင်ကျွန်တော် record တစ်ချောင်းအနေနဲ့ပဲတတ်မယ်ပဲပေါ့လေ distance product key ကို distance ယူပါဆိုတော့ c product key ဖြစ်မယ်ဒီကောင်ကကျွန်တော်ဘာလုပ်မလဲဆိုတော့ select count ကောင်းနေမှာ product ကို p လို့ပေးလိုက်အောင်ဗျ p တဲ့က product key ရဲ့ count တွေကိုယူလိုက်မယ်ဗျ front brown product တွေပဲလို့ခုလိုက်အောင်ဗျ product p ပေါ့ okay ဒီနေရာမှာဘာလို့ distance မထည့်တာလဲဆိုတော့ product key တွေကလည်းသူက key တစ်ခုပဲရှိရဆိုတော့ primary key အနေနဲ့ဖြစ်မယ်ဗျအဲ့တော့ကျွန်တော်တို့ကduplicate ဖြစ်ဖို့တော့မရှိဘူးပေါ့လေအဲ့အတွက်ကြောင့်မလို့ကျွန်တော် distance မထည့်တော့ဘူးပေါ့ဒါလေးကိုကျွန်တော် run ကြည့်အောင်ဗျ run ကြည့်အောင်ဆို okay ဗျ task ကတော့အဆင်ပြေသွားပြီကျွန်တော်ဒါကို submit လုပ်လိုက်မယ် submit okay pass ပြသွားပြီဗျဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြောရလို့ပဲကျွန်တော်ဒီ customer ID လေးနဲ့ group ပဲဖွဲ့လိုက်တယ်ဖွဲ့ပေါ်လို့ရှိရင်ဒီ customer ကဝယ်ထားတဲ့ product key တွေရဲ့အရေးအတွက်က product တွေပဲထဲမှာရှိရဲ့product key ရဲ့အရေးအတွက်နဲ့တူညီတယ်ဆိုလို့ရှိရင်ဒီ customer က product ကုန်လုံးဝယ်ထားရဆိုတဲ့ပုံစံအနေနဲ့ကျွန်တော်ဒီနေ့ဒီ day 11ရဲ့ problem လေးကို solve လုပ်ခဲ့တာဖြစ်ပါတယ်ဗျအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျွန်တော်နောက်ရက်များမှာပြန်လည်ပြီးတော့တွေ့ဆုံကြပါမယ်ဗျ see you over